တော့ဘယ်သူပဲဆိုပါဗျာဟိုပေါ့နော်ဟိုကျွန်တော်ထားခဲ့တဲ့ဒီကျွန်တော်ရဲ့ X တွေပေါ့ရီစားဟောင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အားလုံးကိုကျွန်တော်အကောင်းဆုံးပဲဆက်ဆံပါတယ်ကျွန်တော်ဘယ်သူမှကျွန်တော်ဘဝမှာမဆောင်ခဲ့ဘူးကျွန်တော်ဟိုအပွင့်လင်းဆုံးပဲဆက်ဆံဟိုအစင်မပြေလို့လမ်းခွဲလိုက်တာအစင်မပြေလို့လေနော်ဒါပေမဲ့ဟိုကျောင်းနဲ့တယောက်မုန်းစရာမလိုဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဟိုကျွန်တော်လည်းဟိုဘယ်လိုကောင်းမလဲအားလုံးပေါ်မှာဟိုဘယ်သူနဲ့ပတ်သက်ခဲ့ဘယ်သူနဲ့ပဲပတ်သက်ခဲ့နောင်တရတာမျိုးလည်းမရှိပါဘူးဘာလို့လဲဆိုတော့အားလုံးကဒါဘယ်လိုပြောမလဲရှေးရည်စပ်ပါလို့တွေ့ခဲ့တဲ့လူတွေကြီးပဲဆိုတော့ဟိုတွေ့တဲ့တကြောမှာကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်ကိုယ်တနိုင်တဲ့လောက်ပေါ့အကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့နေပေးမယ်ပေါ့ဒီလိုစိတ်မျိုးပဲကျွန်တော်မှရှိပါတယ်ဘယ်လိုကြီးဖြစ်ရမယ်ငါဒီလိုကြီးဖြစ်ရမယ်ပေါ့နော်ငါတနေ့ငါဒီဝယ်နိုင်ရမယ်ငါဒီကားကိုစီးနိုင်ရမယ်ငါဒီလိုမျိုးချစ်သူကိုပိုင်ဆိုင်ရမယ်အဲ့လိုမျိုးတွေရှိကြတာပေါ့အိမ်မက်တွေကကျွန်တော်မှအဲ့လိုမရှိပါဘူးအဓိကကတော့ဟိုကျွန်တော်အဆင်ပြေရပြီဥပမာအိမ်ကကျင်းမယ်ဗျာကျွန်တော်အဲ့အိမ်မှာကျွန်တော်ပျော်ရဲဆိုရပြီလေနော်အဲ့လိုပေါ့ကားကောင်းချင်မှကောင်းမယ်ကျွန်တော်အဲ့ကားကိုစီးရလို့ကျွန်တော်အနေနဲ့ဒီကားကျွန်တော်တို့တန်ဖိုးရှိရဆိုရပြီဒီလိုပဲချစ်သူဆိုလဲဒီလိုပဲပေါ့ဒီချစ်သူကချမ်းသာခြင်းမှလည်းချမ်းသာမယ်ဆင်းရဲခြင်းမှလည်းဆင်းရဲရင်လည်းဆင်းရဲမယ်ဒါပေမဲ့ကျွန်တော်ချင့်ရပြီဗျအဲ့ဒါဟိုအဲ့လိုမျိုးကျွန်တော်မှစိတ်ကူးကျင်တာအဲ့ဒါကြီးနဲ့ပတ်သက်ပြီးကျွန်တော်မှစိတ်ကူးကျင်တာမျိုးမရှိဘူးပေါ့ကျွန်တော်မချစ်တဲ့သူနားမှာကျွန်တော်တစ်စက္ကန့်တော့မနေနိုင်ဘူးကျွန်တော်ချင့်တော့နေပါတယ်ဆိုတော့ခုနကပြောသလိုပေါ့အားလုံးကအစ်စ်တည်းပါပဲကျွန်တော်မှဟိုဟန်ဆောင်လိန်ညာပြီးတော့ဒီအချင်းနဲ့ပတ်သက်ပြီးတော့ဖုံးကွယ်ထားတာမျိုးဟန်ဆောင်ထားတာမျိုးတော့မရှိပါဘူး